ကောင်းပါတယ်ဗျာ နိဗ္ဗာန်ကိုဆုတောင်းနေမယ်နိဗ္ဗာန်ကိုမိမိတို့နားမလည်ကြပါဘူး မှန်ပါဗျာ ဟုတ်ပြီနော်နိဗ္ဗာန်ရပါလို့ဆုတောင်းကြတယ်ပဲနိဗ္ဗာန်ကိုမိမိတို့နားမလည်ဘူးအခုနိဗ္ဗာန်သွားရမယ်ဆိုသွားကြမလားလို့ပြောရင်မဆုံးဖြတ်နိုင်ဘူးဘာဖြစ်လို့လဲကောင်းကောင်းနားမလည်ပါဘူးဒါဆိုရင်နိဗ္ဗာန်ဆိုတာဘာလဲကိလေသာကိုပယ်တတ်တဲ့နေ့ဆိုင်ရာကိလေသာကိုပယ်တတ်နိုင်တဲ့နေ့ဟာနိဗ္ဗာန်ကိုအာရုံယူတဲ့နေ့ပဲနိဗ္ဗာန်ကိုအာရုံယူခြင်းနဲ့ကိလေသာကိုပယ်တတ်ခြင်းဟာတည်းနဲ့ဖြစ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကိလေသာကိုပယ်တတ်နိုင်လို့ရှိရင်ချမ်းသာမလားမချမ်းသာဘူးလားချမ်းသာပါတယ်ဗျာ ဒီကိလေသာကိုပယ်တတ်ခွင့်ရမယ်ဆိုရင်နိဗ္ဗာန်ဟာအလိုမရှိအောင်ဘူးလားလူရှိရပါတယ်ဗျာ ဒီနိဗ္ဗာန်ဆုတောင်းတယ်ဆိုတာကိလေသာကိုပယ်တတ်ခွင့်တောင်းတာပါမှန်ပါဗျာ ဒါဆိုလို့ရှိရင်ဒီလိုဆုတောင်းရင်နားလည်မလားနားမလည်ဘူးလားနားလည်နိုင်ပါတယ်ဗျာဆင်းရဲဒုက္ခကိုဒုက္ခဖြစ်စေတဲ့ကိလေသာတွေကိုပယ်တတ်နိုင်ကြောင်းကြီးစွာသောအကြောင်းထောက်ပံ့ဖြစ်ပြစေဆိုရင်တော့နားမလည်ဘူးလားနားလည်ပါတယ်ဗျာဆိုတဲ့နိဗ္ဗာန်ဆုရဲ့ပြုလို့ပဲဟုတ်ပြီနော်အဲ့ဒီဆုတောင်းမျိုးကိုဆုတောင်းတောင်းနေဆိုရင်မိမိတို့ရဲ့ယုံနဲ့တန်တန်အစဉ်မှာချမ်းသာရင်လည်းချမ်းသာပါစေကြော်ကြားရင်လည်းကြော်ကြားပါစေအောင်မြင်ခြင်းလည်းအောင်မြင်ပါစေမိသည့်ဘဝပဲရောက်ရောက်လွတ်မြောက်ဖို့ရတဲ့အတွက်ကြိုးစားနေတဲ့တက်ခံတဲ့မိမိတို့ရဲ့ယုံနဲ့တန်တန်အစဉ်မှာစွန့်ရင်ကာမတတိကမြုပ်နှံပြီးတော့အကျိုးပေးပါလိမ့်ဖြစ်တယ်ဟုတ်ပြီနော်မှန်ပါအဲ့လိုလွတ်မြောက်နိုင်တဲ့ခွန်အားရှိသောကံတို့ကိုထူထောင်ထားပါမှာတကယ်ချမ်းသာအစစ်ကိုရှာနိုင်တော့ပုဂ္ဂိုလ်တို့ရဲ့ဌာနန္တရကိုမိမိတို့ပို့ဆောင်မှာဖြစ်ပါလိမ့်ဟုတ်ပြီနော်မှန်ပါစွန့်နိုင်တာကောင်းလားမကောင်းဘူးကောင်းပါတယ်ဗျာဒီတက်ရှိတဲ့ကာမဝတ္ထုစုစုတွေကိုစွန့်နိုင်တဲ့ဘဝမစွန့်နိုင်တဲ့သူနဲ့ကြည့်လို့ရှိရင်ဒီမတန်မှချမ်းသာမစွန့်နိုင်ဘူးဆိုကြတဲ့စိတ်ထဲမှာဒုက္ခရောက်တယ်စွန့်နိုင်တော့စိတ်ရဲ့လွတ်လပ်မှုရတယ်တက်ရှိတဲ့ကာမဝတ္ထုစုစုကိုစွန့်ခြင်းနဲ့ကိလေသာကိုစွန့်ခြင်းကဘယ်ဟာပိုပြီးတော့ခက်ခဲလဲကိလေသာကိုစွန့်ခြင်းဒီကိလေသာကိုပယ်တတ်ဖို့ဆိုရင်တော့ခုနကတော့ဒုက္ခကိုဖြစ်စေတဲ့ကိလေသာတွေကိုပယ်တတ်နိုင်ကြောင်းကြီးစွာသောအကြောင်းထောက်ပံ့ဖြစ်ပြစေလို့လေးလေးနက်နက်ကြီးဆုတောင်းထားတဲ့ကံကိုပြုစုကြိုးကိုအားထုတ်ထားတဲ့ပုဂ္ဂိုလ်ရဲ့ယုံနဲ့တန်တဲ့အစဉ်၌ချမ်းသာအစစ်ကြီးကိုအမိအယအားထုတ်လို့တဲ့စိတ်ဆန္ဒတွေဒီကြောင့်နဲ့ဒီမှာအားထုတ်နေတဲ့သူတော်ကောင်းတွေကဲ့သို့ဒီကြီးထွားခြင်းချက်လာကြမှာဖြစ်တယ်ဟုတ်ပြီနော်မှန်ပါကံရဲ့အကျိုးရှိတယ်ကုသိုလ်ကံရဲ့အကျိုးဒီကောင်းတဲ့ဘုရားရောက်ပါလေအဲ့ဒီအတက်ကတော့သုတောင်းနေဖို့သိလို့ဒါလေးနဲ့လွတ်မြောက်လို့တဲ့ဓာတ်ခံကြီးယုံနဲ့တန်တန်အစဉ်မှာပြုတ်နေပြီးမခါခဲ့ဘူးဆိုရင်တန်တရားတကြုံမှာခုနကလိုအစဉ်တန်းမြင့်တဲ့ဘဝကနေအင်မတန်လေးကြတဲ့ဘဝကိုရကြရအောင်နေဟုတ်ပြီဒါကြောင့်မို့စင်တန်းမြင့်တယ်ဆိုတာဒီတေကလေးလေးကြတဲ့ဘဝကြီးမြစ်ဆိုးတဲ့ဘဝကြီးရုပ်ညံ့တဲ့ဘဝကြီးအင်မတန်မှအလိုမရှိရတဲ့ဘဝကြီးပြန်ရုပ်တတ်ကြလေဘာဖြစ်လို့လဲတက်ကာယဒိဋ္ဌိရှိနေသေးတာဒီအန္တရာယ်ကြီးလာပါလေမှန်ပါဒီလိုအားအဲ့ဒီတရားကိုပယ်တတ်နိုင်ဖို့အတွက်မှန်ကန်တဲ့တက္ကံကြီးဖြစ်မိမိရဲ့ယုံနဲ့တန်တဲ့ဆင်မှာထိုကြီးမားတဲ့တက္ကံကြီးကိုထူထောင်သွားဖို့ဟာအရေးကြီးဆုံးပါပဲကျန်တဲ့တရားတွေကဘဝနဲ့ရှင်နေတဲ့ဆက်ဆက်မှုစိတ်ပိုင်းကြလို့ပဲခေါ်ရမယ်အရေးကြီးတဲ့ညာမဟုတ်ပါဘူးဟုတ်ပြီနော်အဲ့ဒီလိုသဘောပေါက်ပြီးတော့ဒီလိုရဲ့ဘဝကိုတစ်စက်မြင့်တဲ့မြင့်တဲ့ဘဝပိုင်ရှင်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဒီကောင်းမှုတို့ရဲ့အထူးဘာသာကိုညာတန်ပြီးပေါ်ရပြုပါလို့ဆိုတဲ့ယေတပိရောဤမေရောဤဤကံပုံညာဤကံပုံညာဤမေယတ္တဤမေယတ္တပြုလို့ရသောပြုလို့ရသောကောင်းမှုကုသိုလ်ဤနိဗ္ဗာန်သို့ရောက်ခြင်းဤနိဗ္ဗာန်သို့ရောက်ခြင်းဤပစ္စယောကြောင့်ထောက်ပံ့သည်ဟောတုဖြစ်ပါစေတည်းဟောတုဖြစ်ပါစေတည်းမမတပိတော်ဤမမတပိတော်ဤဘုညာဘာကံဤနေဤယနံပြုလို့ရသောကောင်းမှုကုသိုလ်ဤ
အဖို့ဘာကကို သဗ္ဗတတနံ တပ္ပတတနံ မိဟောင်းပါဟံ မိဟောင်းဖာဟော စေဟောင်းမြို့ဟောင်း ဆွေဟောင်းမျိုးဟောင်း ဆရာသမားပေါင်းတို့အား၎င်း ဆရာသမားပေါင်းတို့အား၎င်း အိမ်ဆောင်နံ အိမ်ဆောင်နံ ကိုယ်ဆောင်နံ ကိုယ်ဆောင်နံ ကျောင်းဆောင်နံ ကျောင်းဆောင်နံ ကဘာဆောင်နံ ကဘာဆောင်နံ မျိုးဆောင်နံ မျိုးဆောင်နံ နိုင်ငံဆောင်နံ နိုင်ငံဆောင်နံ သာသနာတော်ကို သာသနာတော်ကို ဆောက်ရှောက်ရရှိကြကုန်သော စောင့်ရှောက်လျက်ရှိကြကုန်သော နတ်မြတ်နှကောင်း နတ်ပေါင်းတို့အားလည်း နတ်ပေါင်းတို့အားလည်း ဇာမင်းကြီးအား၎င်း ဂျာမင်းကြီးအား၎င်း ဓမ္မမင်းကြီးအား၎င်း ယမမင်းကြီးအား၎င်း စတုလောကပါဠနမင်းကြီးလေးပါအား၎င်း ယုတ်ကဆိုနာအပေါင်း ဘုံမဆိုနာအပေါင်း အာကာသဆိုနာအပေါင်းတို့အား၎င်း ဒေါဆောင်နတ်တောင်ဆောင်နတ် မြို့ဆောင်နတ်ရွာဆောင်နတ် ရေဆောင်နတ်ရေဆောင်နတ် ပင်လေ ပင်လေသမုဒ္ဒရာဆောင်နတ် စတုလောကပါဠနမင်းကြီးလေးပါအောင်၌ရှိကြကုန်သော စတုလောကပါဠနမင်းကြီးလေးပါအောင်၌ရှိကြကုန်သော နတ်မြတ်နတ်ကောင်း နတ်အပေါင်းနှင့် သူတော်စင်သူတော်ကောင်းအပေါင်းတို့အား၎င်း နဂါမင်းကြီးနှင့်နဂါအပေါင်းတို့အား၎င်း ကဘာဆောင်နာအပေါင်းတို့အား၎င်းမိုးနတ်မင်းအပေါင်းတို့အား၎င်းဖျားဆောင်နာစီဒီဆောင်နာအပေါင်းတို့အား၎င်းကျောင်းဆောင်နာအပေါင်းနှင့်ရိတ်တာကိုစောင့်ရှောက်ပေးနေကြကုန်သောသမ္မာဒီဝအမြတ်နကောင်းနတ်ပေါင်းတို့အား၎င်းမြင်အပ်မမြင်အပ်ကုန်သောပုဂ္ဂိုလ်တ attva ပေါင်းတို့အား၎င်းမကျွမလူကုန်သည်သောဝိမာနိကပိတ္တာတို့အား၎င်း32ဘုံကျင်လေကြကုန်သောတတဝအနန္တတို့အား၎င်းမာစေမိအမြပေးဝေပါ၏တဗ္ဗေဘုတတဝါတို့သည်မေတပိတော်နှင့်ဓမ္မံထတုထမြတ်ပုညဘာကံကောင်းမှုကုသိုလ်ဤအဖို့ဘာကကိုလဗန္တု ရရှိကြပါစေကုန်သတည်း ရရှိကြပါစေကုန်သတည်းကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြ